င်္ဂလာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့လုံရှာယန်စစ်ဆောင်ပြည်သူတွေအတွက်အစားအစာနဲ့ဆေးဝါးကူညီထောက်ပံ့မှုတွေအရေးတကြီးလိုအပ်နေတဲ့တဲ့နဲ့ဖားကန် KBC ဖျားကျောင်းအတွင်းမှာရှိတဲ့အမျိုးသားရှိဦးဖမ်းဆီးခံရတဲ့တဲ့တွေကိုတင်ဆက်တော့ပါမယ်ကျွန်မကတော့ရှင်းမုံပါတိုက်ပွဲချိန်တွေပြင်းထန်လာမှုကြောင့်တဖန်ပြန်လေစစ်ပဲတိမ်းရှောင်နေတဲ့လုံရှာယန်စစ်ဆောင်ပြည်သူ900ကျော်ဟာအခုချိန်မှာတော့အစားအစာဆေးဝါးနဲ့အခြားကူညီတွေအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။စစ်ဆောင်ပြည်သူတွေဟာဆွန်ပီယန်အင်ဇီယန်နဲ့ဝတ်တက်ကျေးရွာကပြည်သူတွေဖြစ်ပြီးတော့ပြီးခဲ့တဲ့မေလ17ရက်နေ့ကနေစပြီးတော့စစ်ပေးတင်းရှောင်နေကြရတာဖြစ်ပါတယ်။စစ်ဆောင်ကာလကြာလာတာကြောင့်ပါလာတဲ့စားနဲ့ရိတ်ခါတွေလည်းကုန်ယုံမကမိုးတွင်းလေးရောက်လာပြီးဖြစ်တာကြောင့်ဖျားနာမှုတွေရှိလာခဲ့ရင်ဆေးဝါးမရှိမလုံလောက်တဲ့အခက်အခဲတွေရှိလာမှာကိုပြည်သူတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။စစ်ဆောင်ပြည်သူတွေအတွက်တဲထိုးပလတ်စတစ်မိုးကစောင်တပတ်ဆေးဝါးနဲ့အစားအစာတွေအရေးတကြီးလိုအပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ဖားကတ်မြို့ငပြောတော်ရက်ကွက်က KBC ဖျားကျောင်းအတွင်းမှာရှိနေတဲ့အမျိုးသား8ဦးဟာမေလ25ရက်နေ့ညနေပိုင်း9နာရီခွဲအချိန်မှာဖမ်းဆီးခံရတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ဖားကန်တပ်မကုန်းကနေကား2စီးနဲ့ရောက်လာတဲ့စစ်ကောင်စီတပ်တွေဟာ KBC ဖျားကျောင်းအတွင်းကိုဝင်ပြီးတော့ချင်းလုံးခက်ကစားနေတဲ့အမျိုးသား8ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဘာကြောင့်အခုလိုဖမ်းဆီးသွားတာကိုမသိရသေးပေမဲ့ဖမ်းဆီးခံရတဲ့8ဦးမှာလူငယ်4ဦးပါဝင်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားတဲ့အဆိုပါမျိုးသား8ဦးကိုလက်ရှိအချိန်မှာတော့ဖားကန်တပ်မကုန်းမှာဖမ်းဆီးထားပြီးတော့အဆက်တွေမရသေးတာကြောင့်မိသားစုဝင်တွေကစိုးရိမ်ပူပန်နေရတယ်လို့သိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်